အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မောင်လင်းခေပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အရာကတော့ဒီ robot ရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီ robot အမောင်ကြီးလဲလောက်ပါโอเคလိုက်ကြည့်လိုက်အောင်ဒီနေ့ကျွန်တော်အမောင်ကြီးလုံးမှာတော့စိတ်လူရှာနေရဲ့ကျောင်းစမှာလဲဓာတ်တစ်ဆောင်ဓာတ်တစ်ချောင်းရှိရဲ့ဒီကနေအမောင်ကြီးလုံးမှာပေါ့နော်ပြီးပါပြီထဲမှာကပုန်းကြီးပြတော့လက်ပြောနော်အိုးဒီမှာရုပ်အိုးဟုတ်တာဘောရုပ်ဒီခုဆက်ရမယ်ချင်းနေအိုးဘာလဲသူဒီအယူရောင်းမှာတော့မဟုတ်ဘူးပေါ့နော်အိုးမိုက်ပါပြီတလွေโอเคရပါပြီလို့စပြီးတော့တော့မလို့ဒါလည်းတလွေဟောမဟုတ်ဘူးဟောဖြစ်လို့တော့ဒီမှာဓာတ်ကရပြီဒီဘက်လည်းရရောနော်မလန်းနဲ့ချောင်းဒီနောက်ကလည်းချောင်းနဲ့ချောင်းတက်လိုက်မယ်တက်လိုက်ပြီအဲ့ဆိုရင်တော့လွန်လောက်ပါခွေးနှကောင်လေးရပါပြီဒီကဓာတ်တွေပါနော်ဒါကတော့လူဘောက်ကြီးဓာတ်အော်ရှိသေးတယ်ဒီမှာဟုတ်တယ်ရှိသေးတယ်ဟုတ်တယ်တဝူးလို့ထိုးလိုက်ပြီရှိသေးလားအိုးရှိသေးတယ်ဒီမှာဒါကနောက်တစ်ခုပေါ့နော်နောက်တစ်ခုမှာတော့ဒီလင်းလို့လားပါလားပြီးရအားလေးပါတယ်ဒီပင်ပြရအောင်ပေါ့နော်ဟုတ်ချင်ဟုတ်အိုက်ဒီနော်ဟုတ်ဒါပိုကောင်းနေအိုးမိုက်ပါပြီဒီလိုလေးပေါ့နော်ဒီလိုလေးရပါပြီအဲ့ဒါတော့ခုကနောက်တစ်ခုကျန်ကြီးဘုံချေညာကြီးလေးကျွန်တော်ဦးလေးဝယ်ပြရပါတော့ဒီနောက်တစ်ခုတော့ဟောဒါမဆက်ဒီကျွန်တော်မဆက်တော့နော်ဟောဖြစ်ပြမှာဟုတ်လေရတဲ့တယ်အဲ့ဒါကောင်းမဆက်ရကောင်ပေါ့ဗျာခိတော့ခဏနော်ခဏကျွန်တော်ကနှမ်းဆန်အောင်မရှာလို့ပေါ့နော်ဒီတွေးခဲ့ပါပြီ။အောင်လေးတော်ရှာလိုက်ရ။ဟိုးအဲ့ကောင်ဟိုးနောက်ဆုံးကဖုံးနောက်ပါနေတယ်။ကျွန်တော်နင်းနေရှာလိုက်ရတယ်။ကဲဒီဗီဒီယိုကဒီလောက်ပါပဲ။နင်းအမောင်းလေးလောက်လာတာရောဒီခွေးနာကခေါင်းနာခူးပါတယ်ဒီခွေးလေးရယ်ဒါမှပြီးတော့ဒါမှမဟုတ်ပြီးတော့ဒီတန်ဆက်ရုပ်လေးဖြစ်ပါတယ်ဒီနေ့မှကျွန်တော်ဗီဒီယိုထောင်တဲ့အတွက် channel ထောင်တဲ့အတွက်ကျွန်တော်အမားလေးရှိရင်အမားယွင်းရှိရင်ကျွန်တော်ဖွင့်လို့ပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်